စာတွန်းပြီးတော့ပူပူပါဝင်တော့အပိုင်းအစများဒီရောက်ပါဦးငါ့ကိုကဲပါဦးဟာဒီနေပါမလေးဟာဘာဖြစ်လာလဲအသေးအတန်နဲ့ဒီမှန်လာလားဒီကမှန်လာလားအဲ့ဒါကြီးအားလုံးကိုခေါ်တယ်ဟောဒီမှာကြည့်မှန်တယ်အော်မင်းပြီးသွားပြီလို့အိမ်မှာမင်းလှုပ်ထားရမယ်အိမ်လှုပ်ကြီးတွေကိုအဲ့ဒါများဘာဖြစ်ပြီးလဲဘာဖြစ်ရမှာလဲကွာငါလှုပ်ရမယ့်လှုပ်တွေကနင်းနင်းနောမှမဟုတ်တာအော်ဆိုင်ပြီဟုတ်ပါရဲ့ဒါနေနဲ့မင်းကအလုပ်တရားစင်တော့ခိုင်းမှတစ်ခုတော့လှုပ်တာနှစ်ပိုင်းတစ်ပိုင်းတော့လှုပ်တာဒီကောင်ငါကအကုန်လုပ်ချင်တယ်ကွာလူကမလုပ်နိုင်လို့ခန္ဓာကိုယ်ကမလုပ်နိုင်လို့သိရလားရေကျင်လိုက်တာဒီကောင်ငါကမဆောင်နဲ့မဆောင်ပါဘူးကွာမင်းကငါရဲ့အပိုင်းအစတစ်တာနဲ့ကိုညီပေးပါမယ်ဟောတကယ်ပြောရလားဒီဟုတ်ပြောတာနော်လာငါတော့လာလိုက်ဟောဒီတစ်တာလေးဘိုးရေဟောဒီတစ်တာလေးပါပါစက်ကနေအမိန့်ပေးပြီးခိုင်းကျင်တာခိုင်းလို့ရတယ်အပိုင်းအစတွေအများကြီးရှိတယ်ဟာဒါဆိုငါအခုပဲဖွင့်ကြည့်လိုက်မယ်နော်အင်းဒီပခြေရီလက်ဒီမျိုးလုံးလေးပါစက်ပြီးတထောကြီးပါလားထောပြီးကဲငါအမိန့်ပေးပြမယ်မင်းမလာကြည့်ဟေးအထက်ကလက်တကူခုန်ဖက်လာခဲ့စားဟေးအော်ဒီလိုလားတီးငါလုတ်တက်သွားပြီမင်းတို့နှကောင်းဟိုကဒီစီကိုရင်ကြီးဒီကန်းလေးကိုလက်ပြတယ်လူမပါပဲလက်တွေကြီးအလုပ်ကြီးလုပ်နေတယ်ဟိပိုင်မှပိုင်နေခွာကဲနောက်လက်ချောင်းတွေထက်လာပြီးမှန်တွေသပွဲကုန်တွေကိုဖုံတုပ်ဆန်းဟေးငါတော့မျက်စိနှောက်လာပြီငါအခန်းလေးပဲငါသွားနေတော့မယ်ရတယ်ငါလုပ်တူကိုငါပဲကြည့်လို့လိုက်မယ်ကဲနောက်ထပ်ငါလုပ်ဘာတွေကိုထပ်ခိုင်းရင်ကောင်းမလဲဟာတီနောက်လက်တစ်ခုကငါအင်ဂျာတွေကျောင်းသားတွေကိုမှန်နဲ့မြန်သွားရေးပြီးတယ်ဟဲ့ငါသားကြီးကနေကိုရှောက်သွားနေပြီဟဲ့တဝဲဘောကိုခုန်တက်ပြီးဘောပင်ကိုယူနေပြီဟာဟေးငါသားတွေကိုလုံနေပြီဟေးချက်လို့မြန်မာသားတွေရေးပြီးတင်ချာတွေတက်ပြီးအင်္ဂလိပ်စာလို့အင်္ဂလိပ်စာပြီးဘဒူကြီးတွေဆဲပြီးကြားလာဟေးတစ်တာထဲမှာလက်တွေအများကြီးကြံလေးတယ်ဟာကဲလက်ဆယ်ချောင်းလောက်ထွက်ပြီးအင်ကအလုပ်တွေမျိုးစုံကိုရှောက်လုပ်ကြစမ်းဟေးလက်တွေအများကြီးအလုပ်တွေအများကြီးကိုလုပ်နေကြပြီဒီကြမ်းပါဦးသူတို့တွေအားလုံးကငါအစားအလုပ်တွေလုပ်ပေးနေကြတော့ပြင်းတော်လာပြီငါဘာလို့ရင်ကောင်းမလဲဟာခရီးရည်ဟေးတစ်တားတွေကမျိုးလုံးနဲ့ပါဇက်ထွက်လာပြီဒီနေ့ထုတ်ချမ်းလေးကိုအော်ဖတ်ပြစမ်းဟေး
မန်ယူအသင်းသည်ယခုနှစ်အပြောင်းရွှေ့ကာလ၌ကွင်းလေလူ3ဦးအားပေါင်တန်း53ကခေါ်ယူပြီးဖြစ်တော်လေ ကဲအားကစားကြတယ်ဖတ်လို့ပြီးတော်ပြီကွာဒီတခါဒင်းကစားကြရင်ကောင်းမယ်ငါနဲ့ဒင်းချော့ဖို့လက်တစ်ဖက်ထွက်လာကြဟိမင်းကဘရာဇီးယူငါကဂျာမနီယူပြီးကဲမယ်ဟာငါကြီးရှုံးနေပါလားတော်ပြီကွာတော်ပြီဒင်းမထွက်လို့တော့တစ်မျိုးပြောင်းမယ်ဟာတီချန်တယ်စီးပြီးခြေထုတ်တွေနဲ့ဘောလုံးကန်ရင်โอเคပဲဟိငါနဲ့ဘောလုံးကန်မှုခြေထုတ်တွေထွက်လာကြတဲ့ဟိကဲလာကြလက်ထိမှာသွားပြီးကန်ကြမယ်ဟိဟာဒီယာဒီကောင်းလေးကအလေးအခေါက်တိတ်ကိုကောင်းနေကြပါလားငါတော့ခွေးယူဖြစ်ပြီးဘောလုံးကိုမထီတော့ဘူးတော်ပြီကွာမင်းတို့ကြီးကန်ကြတော့ငါတက်တာယူပြီးအပြင်မှာတွားထွက်ဆော့တာပဲကောင်းမယ်ကဲအထက်ကလက်တစ်ချောင်းဒီအိတ်ကိုဆွဲပြီးငါတော့လက်ထဲကန်ဟိပြင်သွားမလို့မင်းတို့အိမ်မက်ကိုသွားပြီးဟောဒီတက်တာအကြောင်းသွားကြရရင်ကောင်းမယ်ဟာဟိုမှာဘိုးပါလားဟေးသူ့နောက်ကအိတ်ကိုလက်အိတ်ကြီးကတေးလာတာပဲဒါမျက်လက်ပြတဲ့အိတ်ပဲဖြစ်ရမယ်ဟိကောင်ဘိုးဘယ်လေးကွာမင်းနောက်ကအိတ်ကဘာအိတ်ကြီးလဲငါ့ကိုခဏလောက်ပြစမ်းဟာဖက်တီငါ့ကိုပြဿနာရှာတော့မယ်ဒီတက်တာနဲ့ပညာပေးဦးမှာဟုတ်ပြီဟေးကောင်ပြောနေတာမကြားဘူးလားဟေးတက်တာတွေကခြေတွေလက်တွေဗဇက်တွေထွက်လာပြီးဟိုဖက်တီကျုပ်ကိုသုံးမပြစ်လိုက်စမ်းဟိဟာဘာတွေလဲဟာချော်ရဗျနိုင်ဗျကြေချအောင်ဗျတူရဗျကန်ရဗျဒီဗျဒီပါဗျအမလီနှုံးလို့တော့ပါဘူးဗျအမလီနှုံးလို့တော့ပါဘူးဗျတော့ပါဗျတူရဗျကန်ရဗျအမလီဗျဒီပါဗျနှုံးလို့တော့ပါဘူးတော့ပါဗျဒီလိုမကြပါဘူးဗျဖက်တီပြတာတန်းနေတာပဲနောက်ကိုအနိုင်ကြည့်ကြည့်ဦးမှတ်ထားကဲဒီဆက်ကြမယ်ဟေးဟာဟိုချုံလေးမှာမိမိဘာလုပ်နေရလဲဟာဟေးမိမိချုံလေးဝင်ပြီးဘာအစ်ချောင်းနေရလဲဖုံးဆက်လိုက်ရမလားဘာလို့လာပြောနေရလဲဒီမှာငါးကြောင်လေးပျောက်သွားလို့လိုက်ရှာနေတာဟဲ့သိရလားဩဒါလေးမြန်ဟောဒီငါတက်တာတွေကအပိုင်းစွာနေနဲ့မိကြောင်လေးကိုချက်ချင်းပြန်တွေ့အောင်ရှာပေးမယ်ကဲတက်တာတွေကမျက်စိတွေထက်လာပြီးမိမိကြောင်ပုံလေးကိုလိုက်ရှာပေးလိုက်ကြတဲ့ဟေးတွေ့ရင်လက်နဲ့ဖမ်းယူလာပြီးခေါ်လာခဲ့တော့ကြားလားဘာမှမပုံနဲ့ညင်ကြောင်လေးကိုမကြခင်ပြန်တွေ့လိမ့်မယ်စောင့်ကြည့်နေဟောဟိုမှာညင်ကြောင်လေးပါလာပြီတွေ့လားဟဲ့ငါကြောင်လေးပြန်တွေ့ပြီဝမ်းသာလိုက်တာတော့ပါသေးရဲ့ဘယ်နေရှိတာငါကူညီလိုက်တာအဆင်ပြေသွားပြီမဟုတ်လားအေးပါကျေးဇူးခေါ်စီလာတော့တင်ပါတယ်ဟာ
ငါကြောင့်လေးပြန်တွေ့သွားလို့စိတ်အေးသွားပြီကဲငါအိမ်ပြန်ပြီးအင်္ဂလိပ်စကားပြောလေ့ကျင့်လိုက်အောင်မယ် ဟင်းမင်းတယောက်တည်းစကားပြောလေ့ကျင့်မလို့ ဟဲ့ငါအိမ်မှာငါတယောက်တည်းပဲရှိတာတယောက်တည်းပဲလေ့ကျင့်ရမှာပေါ့ဟဲ့ ဒါဆိုနင်းနဲ့အင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့ဗစက်တွေကလက်ဆောင်ပေးခဲ့မယ်ဟေးစစ်တာတွေကဗစက်တွေမိမိနဲ့စကားပြောလေ့ကျင့်ရအောင်ထွက်လာကြစမ်းဟေး Hello, how are you? What is your name? ဟဲ့လူမပါပဲပါဇက်တွေကစကားပြောနေကြတယ် ဟဲ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  Good afternoon. ကဲမိမိအဲ့ဒီဗစက်တွေနဲ့အပြန်အလှန်စကားပြောလေ့ကျင့်ပြီးနေခဲ့ပြီးတော့ငါတော့သွားလိုက်ဦးမယ်ဟေးတတာသွားပြီ Okay, I am hungry. ဟဲ့ပါဇက်တွေကဗိုက်စာနေတယ်လို့ပြောနေပါလားငါနောက်လိုက်လာကြပြီဖခင်ရေအိမ်ထဲထိဝင်လိုက်လာကြပါလားအဲ့တော့မိဖို့လည်းဝင်သွားကြပြီအမလေးလေးမိဖို့လည်းစားပြတောက်ဆရာတွေကိုအကုန်လုံးစားပြနေကြပြီတော့ လူကြပါဦးတော့အင်းနိုင်ကြီးကစားရပြီကုန်ပါပြီတော့ဟာအင်းကြီးကမိမိအော်တာမလားအင်္ဂလိပ်လိုမအော်ပဲဗမာလိုအော်ပြီးပုံထောက်ရင်တော့ဤကန်ကအခြေအနေမကောင်းဘူးဟာငါဒီနေရာကအမြဲလစ်မအမေဤအကြောင်းဟိုရှိကကိုပြိုးလို့ချင်နေခြေရဖြောက်ပြီးဝင်နေလိုက်တာကောင်းတယ်ဟေးကိုပြိုးပါလားနင်းမျက်နာကစီပုတ်ပြီးဘာဖြစ်နေတာလဲကွာ ပြောချင်ပါဘူးကွာငါဦးလေးကဒီကားနဲ့ကစားကွင်းကိုလိုက်ပို့ပြီးမယ်လို့ပြောထားပြီးအခုအထိရောက်မလာသေးလို့စိတ်တူနေတာငါသာကားမုန်းတိုင်လေငါယူပြီးမောင်းသွားပြစ်လိုက်တယ်အခုတော့ကြောင်အားရမှာတငယ်ချင်းတွေနဲ့ချိန်ထားတာဂတိတွေပြက်ကုန်ပြီဟွန်း ဟာကားမောင်းတတ်တဲ့မင်းဦးလေးရောက်မလာတဲ့ကိစ္စမရှိတော့ပါဘူးဟောဒီနာရဲ့အိတ်ထဲမှာကားမောင်းတတ်တဲ့လက်တွေချောက်တွေပါလာပါလေကဲအထက်ကလက်နဲ့ချောက်တုံးထွက်လာပြီးဟောဒီကားနဲ့ကိုဖြိုးသွားချင်တဲ့နေရာကိုမောင်းပို့ပေးလိုက်ကြတယ်ဟိ ဟင်းလက်နဲ့ခြေတော့ကကားကိုမောင်းနေကြပြီ အော်မနေနဲ့အချိန်ကြီးလေးကားပေါ်မှာတက်ပြီးသွားပြီးတော့ဟိတော့ ကျေးဇူးပဲကူကူရေမင်းလက်နဲ့ခြေတော့မောင်းနေကားကိုငါစီးပြီးသွားပြီဟေးသွားပြီ လက်နဲ့ချောက်ကြီးပဲပါသွားတယ်ကားချီမောင်းဖို့မျိုးလုံးထုတ်ပေးလိုက်ဖို့ငါမိသွားတယ်တုတ်ကပဲလူကြပါဦးကိုပြီးတော့ကိုပြုတ်ကိုခဏရအောင်ဟာသွားပါပြီ ဝေးကောင်ဘူးဆိုမီးလုံးလို့ငါတို့ကားတစားစီဖြစ်သွားပြီကွာတီးပြီးတော့မပြေးနဲ့ အမလီငါကိုအမှုပတ်တော့ပြီကြောက်ပါဗျာဒီကောင်းလို့သာပေါ့နမို့မထွေးရတရားပဲတော်ပြီအိမ်ပြန်ပြီးအေးဆေးနေတာပဲကောင်းပါလေလာဟိတော့လေအိမ်နဲ့ပြန်ရတော့ကွာဟေးငါ့အိမ်ကဘာသွန်ဒီလေးဟာအထက်မှာဘာတွေဖြစ်နေကြတာလဲဟေးဒါဘလို့ဖြစ်နေကြတာလဲ မဖြစ်ရမှန်းလေနေထားခဲ့တဲ့လက်တွေတောက်တွေပါဇက်တွေကအိမ်လုံးမှာရှောက်ကောင်းချမ်းနေရလေမမြင်ဘူးလားနေထားခဲ့တဲ့ဟာတွေကငါတို့စကားကိုနားမထောင်ပဲသူတို့လုံးချင်တယ်လို့လုံးနေကြတာပေါ့ ဘာမှ ကဲဒီရောက်ဆော့တဲ့ကဲတဲ့ပူပိုးကိုစုံမဖို့တစ်တာတွေကလက်တွေထွက်လာကြစမ်းပြီးရင်ဟောဟိုကဝက်ချမ်းများတယောက်တစ်ချောင်းစီယူပြီးပူပိုးကိုခက်နာခက်ဆက်ဆက်ခက်ပြင်းပြင်းလိုက်ရိုက်ကြစမ်းစုံမကြစမ်းဟဲ့ အမလီတောက်ပါဗျာအမလီလာရဗျာဒီကေပြောလာပါဗျာကဲပါဦးဗျာတော့မလို့တော့ပါဦးဗျာ
အမီတော့မလို့ပေါ့ဗျာဒီရလာပါဗျာအမီလာတော့ကြောက်အာဒီပါဗျာ